အဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်အစောကြီးကတည်းကဒီတရေဆိုတဲ့ရလက်ထွက်ပေါ်လာလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ထားတယ်ခံမှန်းထားတယ်တကယ်ကန်တော်လေးတရေကြတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပတ်စင်တင်ဆက်နေကြဖြစ်တဲ့အာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေကိုပွဲကြိုသုံးသက်ချက်လုပ်တဲ့အစီအစဉ်ကနေပြီးတော့ပြန်လဲကြိုဆိုလဲရပါတယ်ကျွန်တော်ကတော့ဘဲပေါက်ကန်တာပါဆိုတော့ကျွန်တော်တို့ဒီတစ်ပတ် Super Sunday ပွဲစဉ်အဖြစ်တရုတ်နေ့ည10:00နာရီမှာရှေ့ပိုင်းကစားမယ် Newcastle United နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်တော့တကယ်ပွဲကြီးပွဲကောင်းအနေနဲ့ကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် Arsenal အသင်းရဲ့နေထားကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ Arsenal အသင်းကဒီရာသီမှာရှုံးပွဲအနေနဲ့ဒီလီဗာပူးအသင်းကိုပဲလီဗာပူးအသင်းတစ်သင်းတည်းကိုပဲရှုံးထားတယ်ပေါ့ဆိုတော့နောက်ပြီးခဲ့တဲ့ဒီနောက်ဆုံး10ရက်အတွင်းမှာရှင်မိုင်ကစားထားတဲ့ဘီဘာအိုနဲ့ပွဲစဉ်မန်စီးရီးနဲ့ပွဲစဉ်နောက်ဂျာရက်ထဲကဒီ African နဲ့ရှင်မိုင်ကစားတဲ့ပေါ်လန်ပေါ့ဗေး FC နဲ့ဒီ3ပွဲကစားထားတဲ့အနေအထားမှာဆိုလို့ရှိရင်လည်းနှစ်ပွဲနိုင်ပြီးတော့မန်စီးရီးနဲ့ပွဲစဉ်မှာတရေဆိုတဲ့ရလဒ်ကိုရရှိထားတာပဲဖြစ်ပါတယ်ဆိုတော့အာဆင်နယ်အသင်းရဲ့အကြောင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပေါ်ဗေး FC ပေါ့ပေါ်ဗေး FC နဲ့ပွဲစဉ်မှာဆိုတော့ဒါ African လည်းဖြစ်တာကြောင့်အရန်လည်းအရေးမကြီးလို့ကျွန်တော်အနေနဲ့ပေါ့လေကျွန်တော်အထင်ပေါ့သူတို့အရင်မကြည့်တဲ့အတွက်ကြောင့်မလို့ပဲခက်အေးပဲကန်သွားတယ်လို့တော့ကျွန်တော်သုံးသပ်တယ်ဒါပေမဲ့အဲ့နေ့ရပွဲစဉ်မှာတော့အာဆင်နယ်အသင်းရဲ့ကစားပုံကတော်တော်လေးကိုအားရစရာမကောင်းတာဗျတော်တော်အခြေအနေဆိုးတယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့သူတို့အရှိကိုတိုက်စစ်ဆင်လို့ရတယ်သူတို့ရှင်ပြိုင်နေတဲ့အသင်းကလည်းလီတူကလပ်လေဒါပေမဲ့သူတို့လုံးဝအရှိကိုဘောလုံးမပို့ဘူးနောက်မှပဲပင်ပေါင်ရိုက်နောက်မှပဲဆော့သူတို့ဒီလက်ထဲမှာခြေထဲမှာဘောလုံးထားရတယ်သူများတို့ပေးပြီးတိုက်စစ်မစင်ဘူးသို့တော်ညာလည်းကိုကလည်းတိုက်စစ်မစင်ဘူးသူတို့ကစားနေတဲ့ပုံစံအဲ့လိုမျိုးဖြစ်နေတာဆိုတော့ကျွန်တော်တို့အိုက်ပွဲစဉ်ကိုကြော်ပြီးတော့ဒီပြီးခဲ့တဲ့မန်စီးရီးနဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်အစောကြီးကတည်းကဒီတရေဆိုတဲ့ရလက်ထွက်ပေါ်လာလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ထားတယ်ခံမှန်းထားတယ်တကယ်ကန်တော်လည်းတရေကြတယ်ဒါပေမဲ့ဒီကျွန်တော်တို့အိုက်မှာအိုက်ပွဲစဉ်အကြောင်းမှာကျွန်တော်တို့ပြောစရာတွေအများကြီးတော့ရှိခဲ့တယ်ပေါ့အာဆင်နယ်အသင်းကအဆိုပါပွဲစဉ်မှာစောစီသူတို့တစ်ဖက်အသင်းကိုပေါ့ဧည့်သည်အသင်းမန်စီးတီးအသင်းကိုစောစီမှာပဲအဖွင့်ကိုခွင့်ပြုပေးခဲ့ရတယ်အဲ့ဒါကတော့တကယ်တော့ကျွန်တော်မဖြစ်သင့်ဘူးအသင်းချင်းကန်တဲ့အနေအထားမှာဆိုရင်ပွဲပေါ်မှာ 100% အာရုံစူးစိုက်မှုအပြည့်ရှိနေပြီးတော့ဒါမျိုးကမဖြစ်သင့်ဘူးလို့ကျွန်တော်ယူဆတယ်နောက်ပြီးတော့အဲ့ဒီတိုက်စစ်ဆင်တော့အလုံးကလည်းသူတို့ဒီ open play ကနေပြီးတော့ဟာလန်စီကိုဘောလုံးပေးပြီးဟာလန်ဆွဲပြေးပြီးတော့ကိုးသွင်းသွားတာဆိုတော့ဒါကမန်တိုင်းပြောလို့ရှိရင်အနည်းငယ်လူကက်ဒီဖြတ်ထုတ်မှုမှာလူကက်တာဖြတ်ထုတ်တာ soft found လောက်တာဒီနေရာမှာအနည်းငယ်အားနဲ့သွားပြီးဒီလိုမျိုးအခြေအနေထိုးဖန်တီးမိသွားတာဖြစ်တယ်နောက်ပြီးတော့အဲ့အခြေအနေပေါ်မူတည်ပြီးတော့တပွဲလုံးအာဆင်နယ်အသင်းကနောက်ကနေလိုက်ပြီးတော့ကစားရတယ်pressure ဗျဟိုဂိုးမသွင်းနိုင်လေ pressure ဖြစ်လာလိမ့်မယ်ပထမပိုင်းပြီးသွားတယ်1-0အာဆင်နယ်အသင်းကထိရောက်တဲ့တိုက်စစ်ဆင်မှုမလုပ်နိုင်ဘူးမန်စီးတီးအသင်းကလည်းချက်ချင်းတော့တန်းပြီးတော့ဒီဘတ်စကားကွက်တန်းထိုင်လိုက်တာတော့မဟုတ်ဘူးစချင်းမှာတော့သူကန်ကိုကန်နေသေးတယ်ကန်လို့အဲ့လိုမျိုးမန်စီးတီးတွေကလည်းဖွင့်တိုက်လို့မရတော့မှတိလို့သာသူတို့ဒီဘတ်စကားကွက်ပြန်ပြောင်းတယ်ပေါ့လုံးဝအသင်းလုံးတော့မှပိတ်ပြီးတော့ဆင်းပြီးတော့ဒီလိုဘလော့နဲ့သူတို့ပြန်ပြောင်းပြီးကစားတယ်ပထမပိုင်းပြီးသွားတယ်ဒုတိယပိုင်းမှာအဇေးနဲ့ဆာကာနဲ့ဝင်လာတယ်အဲ့ချိန်ချမှာသာစပြီးတော့အာဆင်နယ်အသင်းရဲ့တိုက်စစ်ကဘယ်လိုပြောမလဲပြန်ပြီးတော့အသက်ဝင်လာတာဗျာဆိုတော့အဲ့အချိန်နေရနေပြီးတော့မှအာဆင်နယ်အသင်းတစ်ချိန်လုံးတောက်လျှောက်တိုက်စစ်ဆင်နဲ့မန်စီးတီးတဲ့တောက်လျှောက်ခံစစ်ကိုငြိမ်အောင်ကစားထားတယ်လုံးဝကြော်လို့မရဘူးတကယ်တော့အဲ့အခြေအနေတွေကအရန်ခက်ခဲတဲ့အခြေအနေကိုကျွန်တော်ပြောလို့ရတယ်အာဆင်နယ်အသင်းကဒီအခြေအနေတွေကိုဒီရာသီမှာမကြာခဏကြုံတွေ့ရဖို့ရှိနေပြီးတော့ဒါကိုအကောင်းဆုံးဘယ်လိုအဖြေထုတ်မလဲဆိုတာကိုအာဆင်နယ်တို့ဖြေရှာဖို့လိုနေတာလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မာတင်နယ်လီအကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့မာတင်နယ်လီကဒီရာသီမှာအာဆင်နယ်ကိုကယ်တင်သွားတာ2ကြိမ်ရှိသွားပြီဘီဘာအိုနဲ့ပွဲစဉ်ရဲ့မန်စီးရီးနဲ့ပွဲစဉ်သို့ပေမဲ့ဒါကျွန်တော်မာတင်နယ်လီကိုကျွန်တော်သဘောကျတယ်မာတင်နယ်လီရဲ့စိတ်ဓာတ်နဲ့ကြိုးစားမှုကိုကျွန်တော် appreciate လုပ်တယ်သို့ပေမဲ့လည်းဒီဘယ်အချမ်း first line ရဲ့နေရာဒီမာတင်နယ်လီအတွက်မဟုတ်သေးဘူးလို့တော့ကျွန်တော်ယူဆတယ်
Martinelli က super set မှာပို့ပြီးတော့ကောင်းနေသေးတယ်ကျွန်တော်အမြင်မှာ Trossard ထက်တောင်ပို့ပြီးကောင်းနေသေးတယ်လို့တော့ကျွန်တော်ကယူဆသေးတယ်ဗျဆိုတော့အိုင်းနေပွဲစဉ်မှာလည်း Martinelli ရဲ့လူစားလဲဝင်ရောက်လာပြီးတော့နောက်ဆုံးမိနစ်90ကျော်တော့မှအာဆင်နယ်အသင်းရဲ့ဒီအဇေးရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် Martinelli ကလာပပြေးထွက်ပြီးတော့အဆုံးသတ်ပေးခဲ့ပါတယ်ဆိုတော့ဒီတစ်ပတ် Newcastle နဲ့ပွဲစဉ်မှာအာဆင်နယ်အသင်းဘက်ကနေပြီးတော့ Jesus, Harvard, Hincapie နဲ့ Madueke တို့ဒဏ်ရာကြောင့်လွှဲချော်သွားမှာဖြစ်ပြီးတော့ဒီအသင်းကောင်းဆောင် Martin Odegaard နဲ့ Bukayo Saka တို့ကတော့ဒီတစ်ပတ်ပွဲစဉ်မှာပြန်လည်ပါဝင်နိုင်ပွဲရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီကျွန်တော်ခံမှန်းထားတဲ့အာဆင်နယ်အသင်းရဲ့ပွဲထွက်လူစင်း line-up ကတော့ဂိုးသမားနေရာမှာ David Raya နောက်တက်မှာဆိုလို့ရှိရင် Julian Timber, William Saliba, Gabriel Magalhaes နောက်ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင် Calafiori ကွင်းလယ်မှာDeclan Rice, Zubimendi နောက် Martin Odegaard နဲ့အသင်းတိုက်ဆက်မှာဆိုလို့ရှိရင်တော့ Gyökeres, Saka နဲ့ Izzy တို့ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ကတော့ခံမှန်းလိုက်ရပါတယ်ဗျဆိုတော့ကျွန်တော်တို့ဒီတစ်ဖက်က Newcastle United အသင်းရဲ့အကြောင်းပြောမယ်ဆိုလို့ရှိရင် Newcastle United ကဒီရာသီမှာသူတို့ရဲ့ပုံမှန်ခြေစွမ်းထက်အနေငယ်နှိမ့်ကျနေတဲ့ပုံစံဖြစ်နေပြီးတော့ဒီရာသီမှာသူတို့တည်ပွဲတွေရှုံးပွဲတွေလည်းမကြာခဏဆိုသူတို့ကြုံတွေ့ထားရလည်းဖြစ်ပါတယ်လီဗာပူးအသင်းကိုသူတို့2-3 ဂိုးနဲ့ရှုံးတယ်ဘာစီလိုနာအသင်းကို1-2 ဂိုးနဲ့ရှုံးတယ်ဒါသူတို့ဘယ်လိုပြောမလဲဒီရာသီမှာချန်ပီယံလိပရီးမီးယားလိစသဖြင့်ပေါ့သူတို့မှာစစ်မျက်နှာ2ခုကလည်းရှိနေတဲ့အခါကျတော့သူတို့ရဲ့ကစားသမားအင်အားနဲ့အနေထားမှာမလောက်ငှတာမျိုးတွေသူတို့ပြဿနာဖြစ်နေတာမျိုးတွေအနေငယ်ခြေစွမ်းကျနေတာမျိုးတွေဒါကျွန်တော်တို့မြင်တွေ့နေရတာပဲဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်Newcastle United နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်ရဲ့ရလဒ်ကိုကျွန်တော်ကတော့Arsenal အသင်းက Newcastle United ကို1-2 ဂိုးဒါမှမဟုတ်2 ဂိုး3 ဂိုးဒါမှမဟုတ်0-1 တကူမရှိပေါ့တကူမရှိနဲ့အဲ့လိုမျိုးတကူအသာလေးနဲ့အာဆင်နယ်အသင်းကကပ်ပြီးတော့အနိုင်ရရှိသွားမယ်လို့ကျွန်တော်ကတော့ခံမှန်းလိုက်ရပါတယ်ဗျဆိုတော့ဘော်ရာတို့ကရောကိုရလက်ဘယ်လိုမျိုးထွက်ပေါ်လာလိမ့်မယ်လို့မြင်လဲဘရိုရဲ့ထင်မြင်ယူဆချက်တွေကိုအောက်က comment လေးထဲမှာရေးသွားပေးလို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဘဲပေါက်ခန်းသားပါနောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြတာပေါ့ See you guys